ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့နဝေး channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ပရိသတ်များရှင်ဒီကနေ့မှာတော့ဇွဲကပင်တောင်ရဲ့တမိုင်းကြောင်းနဲ့ဇွဲကပင်တောင်ကြီးကိုတိုင်တဲပြီးတော့ရုပ်ပုံထင်ရှားတဲ့ဇွဲကပင်မြေကတနာစရာကရင်မောင်နှမနှစ်ဦးရဲ့တမိုင်းကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ပရိသတ်ကြီးကစိတ်ဝင်စားလို့သိရှိခြင်းနဲ့ဆိုရင်တော့ကျမနဲ့အတူတူဒီဗီဒီယိုလေးရဲ့အဆုံးထိကိုလိုက်ပါကြည့်ရှုအားပေးကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါရရှင်။ပရိသတ်များရှင်ဇွဲကပင်တောင်ကတော့မြန်မာနိုင်ငံကရင်ပြည်နယ်ဗအံမြို့ရဲ့တောင်ဘက်9မိုင်ခန့်အကွာမှာရှိတဲ့ခလောက်နို့ကျေးရွာအနီးမှာတည်ရှိတာဖြစ်ပါတယ်။ဒီဇွဲကပင်တောင်ကတော့ကရင်ပြည်နယ်ရဲ့အမှတ်အသားတစ်ခုဖြစ်ပြီးတော့ပင်လယ်ရေမျက်နှာပြင်ထက်2382ပေမြင့်ပြီးတော့တောင်ထဲမြောက်ကမိုင်20ခန့်လောက်တွေ့တန်းရှိလျားပါတယ်။တောင်ကြီးမှာတော့ဗုဒ္ဓရုပ်ပွားတော်1000ရှိတဲ့လုံမဏီဥယျာဉ်နဲ့အင်ဂျင်1000ကျောင်းကလည်းထင်ရှားပါတယ်။ဇွဲကပင်တောင်ပေါ်မှာတော့ဇွဲကပင်စံတော်ရှင်စေတီတည်ရှိပါတယ်။မြန်မာနိုင်ငံကိုမြတ်စွာဘုရားနဲ့ရဟန္တာ900အတူကြွတော်မူလာပြီးတော့မွန်ပြည်နယ်ဘီလင်းမြို့နယ်ကင်းရွာတောင်ကြီးရွာမှာရှိတဲ့ကေလာတတောင်လို့ခေါ်တဲ့တိုက်ကလာတောင်ဒိုးကလွန်တောင်တွေမှာစံတော်6စုကိုချီးမြှင့်ပေးရခဲ့ရမှာအဲ့ဒီစံတော်6စုတွေကမှကြိုက်ထီယိုးဇေရီတော်ကိုစံတော်3စုဇွဲကပင်ဇေရီတော်ကိုစံတော်1စုဇင်းကြိုက်ဇေရီတော်ကိုစံတော်1စုကေလာတဇေရီတော်ကိုစံတော်1စုဌာပနာထားရှိပြီးတော့ဇွဲကပင်ဖျားတော်ကြီးကိုလည်းနှစ်စဉ်နှစ်တိုင်းတပေါင်းလားပြည့်နေတိုင်းမှာစီကားတိုက်မြိုက်စွာကျင်းပလေးရှိပါတယ်ဒီဇွဲကပင်စံတော်ရှင်စေရီတော်တမိုင်းကတော့ကြိုက်ထီယိုးစေရီဇင်းကြိုက်တောင်စေရီနဲ့မူလအီစေရီတို့ရဲ့တမိုင်းကြောင်းနဲ့ခေတ်ပြိုင်မဲဖြစ်ပါတယ်ဇွဲကပင်တောင်ချေမှာရှိတဲ့ပအာဝနမြို့ကိုတီထောင်ဆိုးဆန်ခဲ့တဲ့လုံဒရော်ဒါရာစာကရင်မင်းကတော့သူတမဝရီတထုံပြည်ကိုအုပ်ချုပ်မင်းလုပ်တော်မူသောတိတ်တဓမ္မတိဟရာစာမင်းပိုင်တရောထုံကိုအုပ်ချုပ်သောစောပညာအိန္ဒရာစာမင်းတို့နဲ့ထီးပြိုင်နှံပြိုင်ပြုပြီးတော့ပေအာဝနနေပြည်တော်ကိုစိုးစံအုပ်ချုပ်ခဲ့ပါတယ်အဲ့ဒီမင်းလက်ထက်မှာတော့သူတမဝရီမြို့ကိုမြတ်စွာဘုရားသခင်ကရဟန္တာ900နှစ်တကွကြွတော်မူလာစဉ်မှာမြတ်စွာဘုရားထံတော်မှာရရှိခဲ့တဲ့စံတော်6စုအနက်မှာစံတော်မြတ်တစုကိုတိဟာကုမာရယတိကမိမိတရင်သုံးတော်မူနေတဲ့ဗန္နဝဂီရီတောင်ထိပ်အစုံမှာစေရီတီးပြီးတော့ဌာပနာသွင်းတော်မူပြီးစေရီတော်ကိုတော့ဗန္နဝဂီရီဇွဲကပင်စေရီတော်လို့ပွဲတော်သမုတ်ခဲ့ပါတယ်။အချိန်ကတော့မဟာတက္ကရေ113ခုနှစ်ပဲဖြစ်ပါတယ်။ဇွဲကပင်တောင်ကိုတော့ရှေးခါကအမည်အမျိုးမျိုးနဲ့ခေါ်တွင်ခဲ့ကြပြီးတော့လုံဒရော်ရာမင်းတောကစားထွက်စင်မှာလှန်တော်ပြောက်ခဲ့တာကြောင့်ကရင်ဘာသာနဲ့ဇွဲကပင်ဆိုပြီးတော့၎င်းရှေးခါကနိုင်ငံရဲချားကနေလာတဲ့လှေသင်းမောတွေကအဲ့ဒီတောင်ရဲ့အထုံမှာကတ်ချီတွဲတတ်တာကြောင့်တလိုင်းကရင်မျိုးတွေကဒုကရွယ်ကပန်းဆိုပြီးတော့၎င်းဒီတောင်မှာညောင်ချင်းပင်တွေပေါ်များတာကြောင့်မွန်လူမျိုးတွေကညောင်ချင်းပင်တောင်ဇဝဲကပန်းဆိုပြီးတော့၎င်းခေါ်တွင်ခဲ့ကြပါတယ်ဒီဇွဲကပင်တောင်တော်ကတော့တသက်လို့ဗိမဲ့သာသနာနယ်မြေဖြစ်တဲ့1352ခုနှစ်တဘိုရဲလာပြည်နေမှာတင်ညာသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ဒီတောင်တော်ကဆရာတော်ဖြစ်တဲ့ဥကဝိဇေဓမ္မကတိကဗဟုဇနာဟိတတယအရှင်သူမြတ်ကတော့လူငယ်တဲ့250ခန်းကနေပြီးတော့ဒီကနေ့ထိတိုင်တသက်လို့ဆုံးကိုသာဖုံးပေးတော်မူပြီးတော့အထိတ်ထန်ဝင်ခြင်းနေညဓမ္မစစ်တာပဋ္ဌာန်းတရားတော်များရှုဖတ်ပူဇော်ခြင်းစေယုံစေကံသုံးပစ္စည်းတွေစာသင်ကျောင်းတွေလန္ဒရာတွေတိစောက်ပေးတာတွေပြမှာကျေးရွာအနှံ့ဖျားရှင်ရဲ့တရားတော်တွေကိုဟောကြားဆုံးမပေးနေတဲ့အများကြီးညိုအားထားရတဲ့ဆရာတော်ကြီးတစ်ပါးပဲဖြစ်ပါတယ်။ဆရာတော်ကြီးကတော့ဇွဲကပင်တောင်ရှိမှာလုံမဏီဥယျာဉ်တော်အဘန္နရတရေဥယျာဉ်တော်စသည်ဖြင့်များပြားလာတဲ့သာသနာပြုလုပ်ငန်းတွေကိုအောင်မြင်ပြီးမြောက်ခဲ့ပြီးတော့ဇွဲကပင်တောင်ဆန်တော်ရှင်စေရီတော်ကမြန်မာမတ်ဆောက်တဲ့ခရီးလမ်းခက်ခဲတာကြောင့်မတက်နိုင်တဲ့ခုနှစ်ရက်သားသမီးတွေကိုစေရီတော်ကိုပင်ပန်းစည်းရဲမှုကင်းစွာတက်ရောက်ဖူးမြော်နိုင်မှုအတွက်လည်းကေဘဲကားတက်စီမှုတဲ့လူငယ်တဲ့နှစ်ပေါင်း20ခန့်ကပဲတစ္ဆာဆိုအတိတ်ထံပြုခဲ့ပြီးတော့အခုချိန်မှာတော့ဖျားဖူးပြည်သူတွေကလွယ်ကူသွားနဲ့သွားလာနိုင်ပြီပဲဖြစ်ပါတယ်။ပရိသတ်များရှင်အခုလိုမျိုးကရင်ပြည်နယ်ရဲ့ပြရုပ်ဖြစ်တဲ့ဇွဲကပင်တောင်တော်ကြီးမှာတနာစရာကရင်မောင်နှမ2ဦးရဲ့ပုံမြင်လေးလည်းရှိပါတယ်။ဒီပုံမြင်လေးကတော့ဇွဲကပင်တောင်ကြီးကိုတိုင်တယ်လို့ရုပ်ပုံထင်ရှားတဲ့ဇွဲကပင်တောင်တန်းမှာမိခွဲဖခွဲပထွေးနှိပ်စက်မှုဖြစ်လျာဘွားစတိုင်းမှာကင်းလို့ပြူငါပျော်ရွှင်ချမ်းမြေမိသားစုကဘာကိုပိုင်ဆိုင်စေကြောင်းလိုရာစုတောင်းနိုင်တဲ့တနာစရာကရင်မောင်နှမပဲဖြစ်ပါတယ်။ဒီကရင်မောင်နှမ2ယောက်ရဲ့လွန်စွာတနာစရာကောင်းပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့တမိုင်းပုံမြင်လေးတစ်ပုဒ်အကြောင်းကိုလည်းဒီကနေ့မှာပြောပြပေးသွားမှာဖြစ်ပါတယ်။တမိုင်းเจ้าအရာပြောရမယ်ဆိုရင်တော့ကရင်အမျိုးသားကြီးဖြစ်တဲ့ဆက်ဖာတန်နဲ့ဇနီးဖြစ်သူနော်ဖော့ရတို့မှာတော့ဆန်စစ်ဖိုးနဲ့နော်မူးဖန်လို့ခေါ်တဲ့တာသမီ2ဦးရှိခဲ့ပါတယ်။အနှစ်အလားလားကချိုးချံချွေတာပြီးတော့ရိုးရိုးသားသားစူးစမ်းစုဆောင်ခဲ့သမျှတားကလေးရှင်သားမရီလောင်းဖြစ်ဖို့အတွက်အလူကြီးလို့ဖို့တောင်ရထဲမှာအလုပ်စူးစမ်းနေနေကန်တရားရဲ့အဆိုးရွားမှုတွေကြောင့်
ဖခင်ဖြစ်သူဆက်ဖာတန်မှာတော့ကြားကပ်ရင်းနဲ့တောင်ရထဲမှာတည်ဆုံသွားခဲ့ပါတယ်။အဲဒီလိုဖခင်ကြီးဆုံးမသွားတဲ့နောက်ပိုင်းမှာတော့ကရင်အမျိုးသမီးဖြစ်တဲ့နော်ဖော်ရကတော့မုတ်ဆိုးမဘွားဖြစ်တဲ့တာသမီး2ယောက်နဲ့ကြံခဲ့ပါတယ်။အဲဒီလိုနဲ့မုတ်ဆိုးမနော်ဖော်ရတို့တာမီကိုဘဝဆိုးကနေလွတ်မြောက်စေလိုပါသည်ဆိုတဲ့ရွာသူရွာသားတွေရဲ့တိုက်တွန်းချက်နဲ့မိမိဘဝကိုတနာကရုဏာတက်လာပါတယ်။ကလေးတွေကိုလည်းရင်သွေးအေးအေးချတွေလိုစာနာညှတာစွာနဲ့ချစ်ခင်ပါတယ်ဆိုတဲ့တရွာရဲမုတ်ဆိုးကိုဖြစ်သူစော့ဖာပြူနဲ့နောက်တပင်းထူလိုက်ပါတယ်။အဲဒီခါမှာတော့အပြစ်မဲ့တဲ့ဆန်းစေဖို့နဲ့နော်မူးဖန်တို့လူမမဲမောင်နှမ2ယောက်ရဲ့ဖြူစင်းတဲ့နှလုံးသားလေးမှာစိုးရိမ်ထိတ်လန့်ခြင်းနဲ့ပူပင်တော့ကဝေနာအကြောင်းတို့လွှမ်းမိုးပြီးတော့ညှဉ်းညူးလာခဲ့ပါတယ်။ငြိမ်သက်ခဲ့တဲ့အင်္ဂလိပ်ထဲမှာတော့ဆဲဆူတန်ငေါငန်းမန်မဲတန်တွေနဲ့ဆူညံလာခဲ့ပါတယ်။အဖေမုံနီးခဲ့တဲ့အရက်သေးစားတွေကိုအိမ်မော်ကနေမစင်တော့ပထွေးရဲ့ဒေါ်သားနဲ့ရုံမအရင်တည်တဲ့ဆဲဆူကျိန်မောင်တန်တွေအောက်မှာမောင်နှမ2ယောက်ကမျက်ရည်ပေါက်ပေါက်ကြာခဲ့ရပါတယ်။နောက်ဆုံးမှာတော့နော်ဖော့ရကဥမမဲအရွယ်မမြောက်တဲ့တာသမီ2ယောက်ကိုတောအုံ6ကြားနွားကြောင်တစ်ဖုံစပားတောင်းတလဲမခိုင်းရဲ့ခိုင်းရဲ့နဲ့ခိုင်းခဲ့ရပါတော့တယ်။ဒီနေ့မှာတော့ပထွေးဖြစ်သူကနေပြီးတော့မောင်နှမ2ဦးကိုရာခင်းကိုခေါ်ကရာခင်းကိုတွားရလမ်းမှာမြေမမတ်ဆောက်တဲ့တောင်ကဘာကြီးပေါ်ကနေတွန်းချပြီးတော့တဦးတဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။မောင်နှမ2ဦးကတော့တောင်ပေါ်ကနေအကြမှာဇွဲကမြင်ဖျားကိုအာယုံပြုပြီးတော့ကဲတင်မို့ဆူတောင်းကြပြီးတေဆုံးမှုမဖြစ်ဘဲနဲ့ကဘာအုပ်ကဝယုံမော်တင်နေလို့အသက်ချမ်းသာရခဲ့ပါတယ်။ဒီလိုနဲ့ညနေတီအထိဖျားကိုကြည်ညိုရင်းနဲ့အာယုံကျင်းလူကမှမိခင်ထံပြန်လာပြီးတော့အကျိုးအကြောင်းကိုပြောပြကမိခင်ဖြစ်သူကလည်းကလေး2ယောက်ကိုကြစ်နေအောင်ဖက်ထားရင်းနဲ့နှုတ်ဖော့ရာကမချစ်တင်ငယ်ခံစားရပါတော့တယ်။ဒါပေမဲ့ကလေး2ယောက်ကိုအိမ်မှာပြန်လဲပြီးတော့ခေါ်ထားဖို့ကတော့လုံးဝမဖြစ်နိုင်တဲ့အခါမှာတော့ရင်သွေး2ယောက်အသက်မသေးလုံးကြုံအောင်နဲ့မိမိလည်းအလံမိုးရအောင်လို့ဇွဲကပင်တောင်ကတောအငူလှိုင်ကူထဲမှာဝှက်ထားပြီးတော့ထားခဲ့ပါတယ်။ဒီလိုနဲ့အမေထားခဲ့တဲ့တောအငူလှိုင်ကူထဲကလည်းဝေးဝေးလန်လန်ကိုမသွားဝင်မဲနဲ့ကြည်လီရရတောအုပ်ကြီးကပိမ့်ပိမ့်ညူမောင်းနေတာကိုတခါမှမရောက်ဘူးတဲ့နေရာလူသူကင်းဝေးပြီးတော့တာရဲတလိษံရဲ့အတန်ကိုသာကြားနေရတဲ့နေရာကိုမိခင်ကလာပို့ထားတာဖြစ်ပါတယ်။ပထွေးရံကိုကြောက်လုံးလို့သာနေခဲ့ရပေမဲ့အမေကူတော့မခွဲကျင်ကြပါဘူး။လွမ်းမေမဲ့လဲလမ်းကလည်းမသိတောတလိษံတို့ရံကလည်းရှိသေးတာကြောင့်အနီးအပါးကရသမျှတောသီးနှံလေးတွေကိုခူးဆွတ်စားတော့ရင်းနဲ့ဥရုရာသီနဲ့တောရံကိုကြံ့ကြံ့ခံနေကြရပါတယ်။နှမငယ်လေးကတော့ဘာမှမသိရှာတော့အကိုဖြစ်သူမှကျူးဆိုင်နေရပါတယ်။မျက်စိအောက်ကလည်းအပြောက်မခံရဲ့အဖေကိုတန်တာအမေကိုလွမ်းရတဲ့ဝေဒနာတွေကိုကြိတ်မိတ်ခံစားရင်းနဲ့ဒုက္ခမုန်တိုင်းတန်ကိုအလူလဲအတူနေကြရှာပါတယ်။ဒီလိုနဲ့ငယ်ရွယ်သူနှမလေးကိုငဲ့ညာလို့တော့အကိုလှုပ်သူမှလည်းဝါလီနေဆိုတာတော့မရှိခဲ့ပါဘူး။ဒီနေ့နံနဲ့မှာတော့ချမ်းရေးလာတဲ့ရာသီဥတုကိုမိဘုံဖိုးပြီးတော့မောင်နှမ2ယောက်အန်တုရင်ဆိုင်နေကြစင်ပါပဲ။ခံရတဲ့ရသေးအိုကြီးတစ်ပါးကသူတို့ထံကိုရောက်လာခဲ့ပြီးတော့ရသေးကြီးကငယ်ရွယ်လာတဲ့တနာစပွဲမောင်နှမ2ဦးကိုရွှေရောင်ဝင်းနေတဲ့စေလုံး3လုံးကိုပေးကမိဖို့အတွင်ကိုစင်ခိုင်းရမှာငယ်ရွယ်နှုပြိုတဲ့လူလင်ပြိုနဲ့လုံမပြိုလေး2ဦးဖြစ်ကိုပြောင်းလဲသွားပါတယ်။ဒီလိုနဲ့မောင်နှမ2ဦးကရသေးကြီးပေးခဲ့တဲ့သုံးမကုံနိုင်တဲ့အစွမ်းလေး80ဘတ်တကူတွေကိုကြားရပြီးတော့ရသေးကြီးကိုပေးခဲ့တဲ့ဂရီစကားအတိုင်းသာသနာတော်အတွက်လုံလရိယာစိုက်ကြပြီးတော့သာသနာတော်ကိုကြီးညိုသူတွေရဲ့ဟော်ရီဇွဲကပေတောင်ကိုဖျားဖူးလာကြသူတွေမှန်သမျှရဲ့စီဝါလက်လာပါတိုးအောင်ကျမ်းမာရှင်လန်းအောင်လို့မင်းတို့မောင်နှမစောင့်ချောက်ရေးကြပြီးတော့ဆိုတဲ့အမှားစကားအတိုင်းတစ္ဆာပြုပြီးတော့ဇွဲကပင်တောင်တော်နဲ့စံတော်ရှင်မြတ်အားစောင့်ချောက်နေခဲ့ပါတယ်။အဲဒါကြောင့်ဇွဲကပင်တောင်ချီကလွမ်းစွတ်ကြေကွဲပဲရာဂယုဏတပ်ဖွဲ့တန်းတန်းရှင်မောင်နှမတန်းတန်းရှင်စခန်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်း90ခန့်ကနောက်အိမ်ဆိုင်ဆရာတော်ဥကေတုကဥဆောင်ပြီးတော့တိဆောက်ခဲ့တာပဲဖြစ်ပါတယ်။ဇွဲကပင်ဆရာတော်ဖြစ်တဲ့ဥကဝီတစားကလည်းဖျားဖူးတွေအပန်းဖြေစခန်းလည်းဖြစ်တတိယအောက်မွေဖွယ်ရလည်းဖြစ်အောင်အလွန်မေကြီးညိုဝယ်ရကောင်းလာတဲ့လုံမနီဥယျင်ကိုလည်းထက်မှန်ပြီးတော့မွမ်းမံခဲ့တာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါပရိသတ်များရှင်ဒီကနေ့ကျမတို့ရဲ့ channel ကနေပြီးတော့ပရိသတ်တွေကိုဇွဲကပင်တောင်တော်ရဲ့တမိုင်းနဲ့လွမ်းစွတ်ကြေကွဲပွဲရာဂယုဏတက်ပွဲရာကရင်မောင်နှမ2ယောက်ရဲ့အကြောင်းကိုမျှဝေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါပရိသတ်များရှင်ကျမတို့ရဲ့ channel ကတော့အခုလိုမျိုးပရိသတ်တွေသိရှိစေဖို့အတွက်ဘ ഹു တုဒရောက်ပွဲရာအကြောင်းအရာတွေကိုမျှဝေတင်ဆက်ပေးနေတာဖြစ်လို့ပရိသတ်ကြီးကသိရှိကျင်နေဆိုရင်တော့ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးကြဖို့အတွက်ပြောချင်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရရှင်။